ကစစ်ကောင်စီကိုနောက်ွယ်ကနေလူသူလက်နက်အင်အား6ပံပေးနေတဲ့ဆိုတာအားလုံးရင်းမိကြပေမဲ့ဘသူတွေကအထက်ကကူညီနေတယ်လဲဆိုတာကိုတော့တိတိပပမသိရှိကြပါဘူးဒါနဲ့ပတ်သက်ပြီး Justice for မြန်မာကစစ်ကောင်စီကိုနှစ်ရှည်အကြီးကလက်နက်ကူညီပေးနေတဲ့ကုမ္ပဏီကိုဒီနေ့မှဖွင့်ချလာခဲ့ပါတယ်။နိုရင်းကိုဆိုတဲ့တရုတ်ဆိုရပိုင်းကုမ္ပဏီဖြစ်ပြီးကုမ္ပဏီကိုယ်တိုင်လည်းမြန်မာစစ်တပ်နဲ့ကာလာရှေပူပေါင်းဆောင်ရွက်မှုရှိတယ်လို့ဝန်ခံထားတဲ့အကြောင်း Justice for မြန်မာကဆိုပါတယ်။2019ခုနှစ်ကစပြီးစစ်အုပ်စုရဲ့ပြည်တွင်းစစ်လက်နက်ချုပ်လုပ်ရေးအပါအဝင်စစ်လက်နက်နဲ့နည်းပညာတွေကိုအဲ့ဒီကုမ္ပဏီကအကြီးကပံ့ပိုးပေးနေရလို့သိရပါတယ်။နိုရင်းကိုကုမ္ပဏီက China ဝန်ပေါလုပ်ငန်းစုက2021ခုနှစ်ဖေဖော်ဝါရီကနေ2022ခုနှစ်ဒီဇင်ဘာလအတွင်း American $5 မှ10 million ကျန်ကာကွယ်ရေးထုတ်ကုန်တွေကိုစစ်အုပ်စုထံထားရရောင်းချပေးခဲ့တယ်လို့သိရှိရပါတယ်။တရုတ်အစိုးရအနေနဲ့မြန်မာစစ်အုပ်စုထံစစ်လက်နက်စစ်ပစ္စည်းအစိပ်အပိုင်းလေ့ကျင့်သင်ကြားမှုနဲ့စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာတွေလွှဲပြောင်းပေးမှုတွေချစ်ချင်းရဆိုင်မှုနဲ့နိုင်ငံတကာအစိုးရတွေအနေနဲ့စစ်ကောင်စီကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေရဲ့ကြံရပါနိုရင်းကိုကုမ္ပဏီကိုဂျန်ခတ်ပိတ်ဆို့ဖို့ကို Justice for မြန်မာကတောင်းဆိုထားပါတယ်။